ရှင်ကိုချစ်တယ်ဆိုတော့ဝတ္တရားအရရိုက်လိုက်တယ်ဝါသနာလုံးဝမပါဘူးပါတာကဆိုခြင်းနဲ့ကခြင်းနဲ့စားခြင်းနဲ့အဲ့ဒီလိုပဲနေခြင်းတာတာဝန်ပေးလိုက်တော့အဲ့တာဝန်ကိုတော့ရအောင်ထမ်းဆောင်တယ်ဝေဒနာတွေဟာဆုံးသက်ကြတော့ဝေဒနာတွေပေါ့ကွယ်ပြန်လေရင်ငါတွေတောက်တော့မလားဘူလောင်တာကနောက်ဆုံးပြော စိတ်ပြိုကုန်နေရလို့ထင်တယ်အကုန်လုံးလည်းမှတ်မိရယ်မှတ်ဉာဏ်လေးလည်းအရန်ကောင်းတယ်အခုချိန်ကြီးလည်းလှလှပပတသက်ရရပျော်ပျော်ရွှင်ရွှင်အဲ့လိုပေါ့နော်မိတ်ဖွဲ့ရပဲဖြစ်ဖြစ်မြင်းမြန်းဆက်ဆက် social skill ကလည်းအရန်ကောင်းတယ်အဲ့ဒါတွေအကုန်လုံးအားကြတာပေါ့ အခုကလေးတွေကိုသွားပြီးတော့ကိုယ်မင်းမဆက်ပေးနဲ့အဆက်ကွဲလို့ဟဲ့ကလေးတွေကိုမပြောနဲ့ငါဘယ်သူကသိမှာတော့သမီးကသိသေးတယ်ဆိုတော့အန်တီကန်ကောင်းတာပေါ့အန်တီကကလေးသေးဥဆောင်က3ကားရိုက်ထားတယ်လေအဲ့10နှစ်လောက်မှတကား9နှစ်လောက်မှတကား17နှစ်မှတကားထူးဆန်းတာကလေး3ကားလုံးကအန်တီဝါနေရွယ်အကုန်လုံး 14နှစ်နဲ့ အင်းဘော14နှစ်နဲ့ရိုက်နေတော့မေမျိုးမှာအနီးစကမ်းမှာရိုက်နေတော့လမ်းပေါ်မှာသူတို့လည်းမွေးနေ့ကိုတီးတော့ကိုပုံကြီးကိုခေါင်းကြီးကိုပကြီးဆွဲပြီးတော့အဲ့လိုတွေနောက်နေ့ကျတော့အဲ့မေမျိုးမှာအဲ့ကယုံတင်ပြီးယုံတင်တော့ကိုပုံကိုယုံမှာကြည့်ပြီးတော့ယုံမှာကိုမျက်နှာကိုကြည့်တော့ရှက်ပြီးတော့အဲ့နောက်နေ့ကျတော့ဖဖူးရောင်နဲ့အခြေယူနဲ့အဲ့မှာသွားရဲရပြီပေပေကအခြေယူဦးလေးအဲ့ဒီအငယ်ကဖဖူးရောင်ပေါ့လေအဲ့လိုတွေနဲ့ပဲ21နှစ်ကျတော့အဲ့ဒီပထမအကယ်ဒမီကို21နှစ်မှာရိုက်ပြီး22မှာစင်မောင်မှာယူတာပေါ့နော်မတ်တမင်္ဂလာပါကဲမဖြစ်တဲ့ထွန်းနော်ခိမတ်တော့တွေ့လိုက်တော့ကျွန်တော်မတ်တလို့ခေါ်နေကြဆိုတော့ဘယ်လိုလေးသဘောကျအားကျချစ်ခဲ့ရတယ်လူမြင်ကြောက်လို့ပြော ရှိန်လို့နားတော့မကြရဘူးအော်ရာဆိုအဲ့ဒါပဲလို့ရှိန်သွားဆိုတာ တမီးအနိကာကြည့်ဘူးတယ်ဗော ဟုတ်ငယ်တုန်းကတော့ ငယ်ငယ်တုန်းကကြည့်ဘူးတယ်မှတ်မိတယ်ဗောအခုကလေးတွေကိုသွားပြီးတော့ကိုယ်မင်းမဆက်ပေးနဲ့အဆက်ကွဲလို့ဟဲ့ကလေးတွေကိုမပြောနဲ့ငါဘယ်သူကသိမှာတော့တမီးကသိသေးတယ်ဆိုတော့အန်တီကန်ကောင်းတာဗော သမီးတို့ငယ်ငယ်တုန်းကဆိုလို့လေအဖြူမဲကားလိုမျိုးအနည်းငယ်တွေရက်တွေမှလာမသိပြန်လာတယ်ဟိုအရင်ကကားတွေအဲ့ဒါတွေသမီးငယ်ငယ်တော့ကြည့်ဘူးလေ ခိလို့ဟိုကကြည့်ဘူးမလားမသိဘူးနော်ကားတွေကတော့အများကြီးပေါ့နော်ကလီယိုပထရာဟုတ်လားမတ်တန် ကလီယိုပါထရာ ကလီယိုပထရာ တုံးငယ်ငယ်တုန်းကဟိုဟာ black and white ခစ်လေဖြူမဲပြီးတော့တွဲစရာမင်းသားတွေကလည်းဦးလေးတွေကတင်တာကိုထွန်းထွန်းဝင်းရယ်ဦးစော်နင်းရယ်တပည့်ကဒီဘက်ကဦးမြင့်နိုင်ထွန်းထွန်းနိုင်အဲ့လိုတွေတင်တယ်တင်တဲ့ခါကျတော့ချင်းချင်းတွေဖြစ်ပြီးတော့သူတို့မတွဲချင်ဘူးကိုကလည်းသူတို့နဲ့သူမျက်စိရှိမှပဲကိုကခေါင်းလေးဝတ်စကတ်လေးဝတ်ပြီးကြီးလာတာဆိုတော့တွဲဖို့က feeling ကမလာဘူးအဲ့မှာကိုထွန်းထွန်းဝင်းဆိုလဲဒေါခင်တန်းနုနဲ့ဒေါ်နွနွမူနဲ့ဦးစောနင်းဆိုလဲဒေါခင်တန်းနုနဲ့အဲ့လိုတွေမှတွဲချင်တာကွာမင်းသားသူတို့ကလည်းအစ်စ်တွေဆိုတော့မင်းသမီးကြီးတွေနဲ့သူတို့ကလည်းတွဲချင်တာအဲ့မှာကျတော့မှတွဲစရာမရှိဘူးဇလန်းကလည်းလူကြီးနဲ့ကလေးနဲ့ဇလန်းဆိုတော့အေးရှစ်တန်းကျောင်းသူဒေါ်စန္ဒာကလည်းနေမကောင်းဘူးညနေကိုဝန်နေပါရင်းနဲ့ပြက်ကြတော့တနစ်နေလို့တို့တော်ဝင်ထုံးရုပ်ရှင်ကတကားတော့ထွက်မှာဒါရိုက်တာထွန်းမြင့်ထုံးอ่ะအဲ့မှာတနစ်ကျော်သွားတယ်ဒီက250ရွှေတုသပင်နဲ့အဲ့မှာနေတွေကိုမထွက်ရဘူးကုမ္ပဏီအားလုံးကဒီမှာရွှေတုသပင်ဘွဲရုပ်ဝိုင်းလောက်ရမယ်ဆိုအဲ့မေမေတို့မှကားရိုက်ထွက်ဖို့ဟိုဟာတွေအစားတောက်တွေဝယ်ထားတာနေမှာစားဖို့တောက်ဖို့ကြိုတင်ပြီးဆန်တို့ဘာတို့ဝယ်ထားတာအဲ့ဒါတွေစားလိုက်ရတယ်မင်းသမီးကလည်းနေမကောင်းဘူးကားရိုက်ထွက်ဖို့လုပ်ပြီးတော့မှမထွက်ရဘူးဆိုတော့အကုန်လုံးကဒီတိုင်းထိုင်စားပြီးတော့စောင့်နေအဲ့လိုတစ်နှစ်ကြီးကြော်သွားတော့ဖေဖေကသုံးဖြုံတိတ်မကြည့်ဘူးအဲ့ဒီမှာမဟုတ်နေတပြင်းမိတ်ဆွေတွေအကုန်ဝိုင်းပြောအဲ့ဒါနဲ့ဟိုနေ့ကပကြီးဥစိုးမိုးတောင်ဒီပြီးခဲ့တဲ့အကယ်ဒမီမှာတွေ့လို့မနေတဲ့ညီကိုတွေ့တော့ငါပြောလိုက်သေးတယ်ညီဖေဦးတဲ့အဲ့ဒီစုမွေရမှာတဲ့6တန်းကျောင်းသူလေး8တန်းကျောင်းသူအဲ့ထက်မှ8တန်းကျောင်းသူအပြင်မှာ6တန်းဖြစ်နေပြီသမီးဥစားရိုက်လိုက်ပါအဲ့ဒါညီလန်းလျှောက်သွားတာငါတွေ့လို့ပြောလိုက်သေးတယ်အတည်းကကလေးသေးဥဆောင်က3ကားရိုက်ထားတယ်လေအဲ့10နှစ်လောက်မှတကား9နှစ်လောက်မှတကား17နှစ်မှတကားထူးဆန်းတာကလေး3ကားလုံးကအန်တီဝါနဲ့ရွယ်အကုန်လုံးအဲ့ဒါဟိုကားလေးကျတော့ညီမ2ယောက်နောက်ကျောင်းပြန်တော့အငယ်မကိုအကြီးမလက်ဆွဲလာတဲ့အခန်းတိတ်မရှိဘူးတ
လက်ဆွဲပြီးတက်လာတယ်ပြီးတော့ကိုယ့်ဘက်ကိုစပွဲလေးမှာထိုင်ပြီးကစားနေတယ်အမနဲ့ဟိုမှာဦးမျိုးငိမ့်နဲ့ရန်နေဖြစ်ပြီးအော်ဟင်းနေတော့ကိုကလှမ်းလှမ်းပြီးတော့ကြည်တယ်အဲ့ဒါလောက်ပဲပထမကားခေါင်းဝင်လေးနဲ့နောက်ဒုတိယကားကျတော့အဲ့ဒါကျတော်တော်များသွားပြီအဲ့ဒီကားရဲ့သုံးပုံတစ်ပုံကဟိုအန်ဒီဝါရဲ့ငငယ်ဘဝဟိုမောင်မြင့်သေးဆိုတာအဲ့ဒီတော့ကလေးတယောက်ဆောင်သူကလည်းဥညုံဝင်းရဲ့ငယ်ဘဝတော်တော်များများပါတယ်အဲ့ဒါက8နှစ်9နှစ်လောက်မှရိုက်တယ်နောက်17နှစ်ကျတော့အန်ဒီဝါနဲ့ဦးကောလိပ်နေဝင်အဲ့ဒါဦးလေးအငယ်ဒါရိုက်တာဝိုင်းတရားမြင်ဦးဆိုတာမြစ်တာရှင်မလေးငင်းငင်းဤရိုက်တဲ့ဒါရိုက်တာအဲ့ဒါသူ့ကားမှာကိုကအဲ့ဒါကျတော့ဟိုဒုတိယကကျတော့စက်ကကလေးပါလေးနဲ့ဖြစ်သွားပြီအဲ့ဒီတတိယကကျတော့ထမိန်လေးနဲ့ဟိုရှက်အင်းကြီးကလေးနဲ့ကိုရွက်ကရသပင်ကလည်းယောက်ျားလေးသပင်လေးနဲ့အဲ့လိုလေးဖြစ်သွားပြီ17နှစ်ဖြစ်ပြီးတော့အဲ့14နှစ်ကျတော့ကိုက9တန်းစကားထဲမှာမင်းသမီးက10တန်းအဲ့လိုဥညွန့်ဝင်းလိုလူကြီးလိုဟာနဲ့ဒေါ်စန္ဒာကတွဲတာအဲ့ဒေါ်စန္ဒာကဘလို့မှမရကိုဝန်ပြကြပါသူကလေးရဖို့စူးစမ်းနေတာနိအဲ့ဒါနဲ့ကဲကလေးလေးဟိုမှာဥညွန့်ဝင်းတို့ဘာလို့လဲဝိုင်းပြောဒေါ်အေးတင်းတို့ကလည်းတမီးကရဲလိုက်ပါတော့ကိုထွန်းမြင့်စောင့်နေရင်တော့အဲ့ဒါထွက်တော့မှာမဟုတ်ဘူးဇက်ကအဲ့ဒါနဲ့အဲ့ဒီကစပြီးတော့မင်းသမီးဖြစ်သွားတာပေါ့နော်14နှစ်နဲ့အင်းဘော14နှစ်နဲ့ရိုက်နေတော့မေမျိုးမှာအနီးစကမ်းမှာရိုက်နေတော့လမ်းပေါ်မှာသူတို့လည်းမွေးနေ့ကိုတီးတော့ကိုပုံကြီးကိုခေါင်းကြီးကိုပကြီးဆွဲပြီးတော့အဲ့လိုတွေနောက်နှစ်ကျတော့အဲ့မေမျိုးမှာအဲ့ကယုံတင်ပြီးယုံတင်တော့ကိုပုံကိုယုံမှာကြည့်ပြီးတော့ယုံမှာကိုမျက်နှာကိုကြည့်တော့ရှက်ပြီးတော့အဲ့နောက်နှစ်ကျတော့ဖဖူးရောင်နဲ့အခြေယူနဲ့အဲ့မှာသွားရဲရပြီပေပေရအခြေယူဦးလေးအဲ့ဒီအငယ်ကဖဖူးရောင်ပေါ့လေအဲ့လိုတွေနဲ့ပဲ21နှစ်ကျတော့အဲ့ဒီပထမအကယ်ဒမီကို21နှစ်မှာရိုက်ပြီး22မှာစင်မောင်မှာယူတာပေါ့နော်အဲ့မှာပြီးတာနဲ့ဦးကြည်စိုးထွန်းဆိုသူ့ရဲ့ပထမဆုံးကိုပိုင်ကားကိုချမ်းမြေပါစေလေအခုတည်းကတချင်းကလည်းပေါက်နေတယ်အဲ့တော့အန်တီအဲ့ဒါအကယ်ဒမီဟိုတနေ့ကပဲယူတယ်အဲ့ဒါသူ့ကိုရိုက်ပေးရတယ်အဲ့လိုမျိုးလေသူ့ကိုအမေနဲ့သမီးများသမီးနဲ့အမေများတော့သူလာကားသေးတယ်တို့ရဲ့တဲ့ဦးဝင်းငိမ့်တော့မှဟိုဟာထဲမှာထည့်သေးတယ်အမြုပ်တွေရွှေမြုပ်တွေထဲမှာထည့်သေးတယ်တော်တော်လှတယ်ပုံကြီးတွေကြီးတွေသူထည့်တာအန်ဒီဝါရဲ့ဒေါခင်သန်းနူရဲ့ဒိုးရဲ့အဲ့လိုမျိုးအဲ့ဒါထည့်တယ်ဒါပေမဲ့တို့ကတော့ပြောလိုက်တယ် list ကိုကြည့်ဘူးတယ်အဲ့ तू ကသမီးနဲ့အမေများ list ရုပ်ရှင်ကိုပြန်ရိုက်တာဆိုတော့ list ကိုအဲ့ဒါကလို့ဟိုတငယ်ချင်း3ယောက်ကပခုံးပက်ပြီးတော့တယောက်နဲ့တယောက်ဟီဟာဖင်ပုတ်ခေါင်းပုတ်အဲ့လိုမျိုးတွေလွတ်လွတ်လပ်လပ်နေပြီးတော့နေတာဘသူ့ကိုစော်ကားတော့မှမသိဘူးကလေးတယောက်ရလိုက်လေအဲ့ဒါကိုသူတို့ကဖုံးထားတာအဲ့ကလေးကလည်းနောက်ကျောင်းကိုလိုက်တာပေါ့နော်အဲ့တော့တို့ကပြောလိုက်တယ်အန်တီဝါနဲ့ဒေါခင်သန်းနုနဲ့ကတို့တဲ့အများကြီးအတော်အရွယ်ကြီးအဲ့တော့မဖြစ်ဘူးသူတို့ဟိုတိုးဒီတို့ဟိုဖက်ဒီဖက်ဟိုဆွဲဒီဆွဲလို့မဖြစ်ဘူးလို့အေးပါတဲ့တယောက်ပြက်ရင်နဲ့တယောက်ပြက်ရင်အကုန်လုံးကိုငါဖြုတ်လိုက်မဲဆိုအန်တီဝါကလည်းဟိုရိုးရကိုသွားလိုက်တာလားမသိဘူးအဲ့ဒါနဲ့တို့3ယောက်မဖြစ်ဘဲနဲ့တို့ကလည်းပြောပါတယ်အနီချိုရဲလို့ဟိုမူလေးရဲအဲ့လိုတွေရိုက်လို့ရပါတယ်လို့ဒေါ်စီဇန်ထိုက်ရဲသူတို့ရွေးလိုက်ပါလို့ဦးကြည်စိုးထွန်းပြောလိုက်သေးတယ်ခေမတ်တက်ကိုဘာလေးမေးခြင်းအခုချိန်ကြီးစနေတာဘာကြောက်လဲဒီဘာပြားလဲဘာလေးပြောခြင်းဟမ်အခုချိန်ကြီးလာနေအခုလေမမတ်တန်ဘာလေးပြောနေတာလေးရှိတယ်မေးတယ်စိတ်ပြိုကုန်နေရလို့ထင်တယ်အကုန်လုံးလည်းမှတ်မိရယ်မှတ်ဉာဏ်လေးလည်းအရန်ကောင်းတယ်အခုချိန်ကြီးလည်းလှလှပပတတရပျော်ပျော်ရွှင်ရွှင်အဲ့လိုပေါ့နော်မိတ်ခွဲရပဲဖြစ်ဖြစ်မြင်ဆက် social skill ကလည်းအရန်ကောင်းတယ်အဲ့ဒါတွေအကုန်လုံးအားကြတာပေါ့အေးမောဘာပဲဖြစ်လေပျော်ပျော်ပါပေါ့နော်လွတ်လပ်အဲ့ဒါမှပြောဖို့ကောင်းမှာပေါ့နော်ရုပ်ရှင်အခုထိချစ်တော့မလားရုပ်ရှင်ကိုချစ်တယ်ဆိုတော့ဝတ္တရားအရရိုက်လိုက်တယ်ဝါသနာလုံးဝမပါဘူးပါတာကစိုးခြင်းနဲ့ကခြင်းနဲ့စားခြင်းနဲ့အဲ့ဒီလိုပဲနေခြင်းတာတာဝန်ပေးလိုက်တော့အဲ့တာဝန်တော့ရအောင်ထမ်းဆောင်တယ်ဒီဘက်ခင်မှာဆိုတော့ food blogger ရအောင်ထမ်းဆောင်တယ်တော့ခေရပါလေလုပ်ပြနေလောလောဆယ်ကလေးလေးမွေးထားတယ်2နှစ်ရှိဟုတ်လားအော်မတင်ရအောင်ကြည်စမ်းကလေးလေးမွေးထားတယ်မြို့သားနဲ့ရှိတော့ဟုတ်စုံသွားပြီအောင်စုံသွားပြီပြီးတော့ခဏနားလိုက်တာပေါ့နော်အခုမှပဲဒီလာမဲ့6လပိုင်းလောက်ကြာလို့ရှိရင်ခေတ်ကားလေးရုံတင်မှုရှိတယ်နောက်ပြီးတော့ series လေးပေါ့နော်ဒီလောက်
အဲ့ဒါလေးကပေတရာစီလျှောက်ပါလို့ director ကဦးမျိုးမင်းနဲ့ K ရဲ့ Tyron ရဲ့ပေါ့နော်အဓိကတော့ K ရဲ့ main ဇက်ကလေးပေါ့အဲ့ဒါလေးရိုက်ထားပါရှင်ဟုတ် ကျေးဇူးပါ ကျေးဇူးတင်ပါတယ် ကျေးဇူးပါတတား